အင်္ဂလိပ်စကားပြောချင်ပေမဲ့ကိုပြောချင်တဲ့စာကြောင်းကိုဘယ်လိုပြောရမလဲမသိဖြစ်နေလားတကယ်တော့အင်္ဂလိပ်စကားပြောဖို့စာကြောင်းအရှည်ကြီးတွေကိုအလွတ်ကျက်နေစရာမလိုပါဘူးအသုံးများတဲ့စာကြောင်းတွေရဲ့ pattern တချို့ကိုသာမှတ်ထားနိုင်မယ်ဆိုလို့ရှိရင်ကိုပြောချင်တဲ့အကြောင်းအရာတွေကိုစာကြောင်းအမျိုးမျိုးပြောင်းပြီးတော့ပြောလို့ရပါတယ်ဥပမာ I want to ကိုသာသိထားရင်ကျွန်တော်ဖြစ်ချင်တယ်ဆိုတဲ့ pattern လေးပေါ့နော် I want to eat ကျွန်တော်စားချင်တယ် I want to go home ကျွန်တော်အိမ်ပြန်ချင်တယ် I want to learn English ကျွန်တော်အင်္ဂလိပ်စာသင်ချင်တယ်ဆိုပြီးတော့စာကြောင်းအများကြီးကိုယ်တိုင်တည်ဆောက်နိုင်ပါတယ်ဒီဗီဒီယိုမှာတော့အင်္ဂလိပ်စကားပြောတဲ့အခါမှာနေ့တိုင်းအသုံးဝင်မဲ့ speaking pattern အခု20ကိုလုံးဝသုံးတတ်သွားအောင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီ pattern အခု20ကိုသာတေချာမှတ်မိသွားမယ်ဆိုရင်အင်္ဂလိပ်စာကြောင်းတွေကိုကိုယ်တိုင်တည်ဆောက်ပြီးတော့လွယ်ပြောနိုင်လာပါလိမ့်မယ်ဒါဆိုရင်တော့ပထမဆုံး pattern လေးကနေပြီးတော့စလိုက်ရအောင်နော်ပထမဆုံးတစ်ခုကတော့ can I plus verb 1 plus ပြီးလို့ရှိရင်နောက်ကကိုလိုက်ချင်တဲ့ဟာလိုက်မယ်ပေါ့နော်ကျွန်တော်ကျမငါကဒါကိုတခုခုကိုလို့ရမလားဆိုတဲ့အထိပ္ပယ်ပေါ့နားလည်သွားအောင်ဥပမာလေးနဲ့ကြည့်မယ် Can I ask you something ask လေးကကြတော့မေးမြန်းတယ်နော် verb 1 you ကကြတော့မင်းကို something ကကြတော့တစုံတစ်ခုကျွန်တော်မင်းကိုတစုံတစ်ခုမေးလို့ရမလားတစ်ခုလောက်မေးလို့ရမလားဆိုတဲ့အထိပ္ပယ် Okay Can I ask you something Can I ask you something ကျွန်တော်တစ်ခုလောက်မေးလို့ရမလားနောက်ထပ်ဥပမာကတော့ Can I come with you ကျွန်တော်မင်းနဲ့အတူလိုက်လို့ရမလား come ကကြတော့လာတယ်ဒီမှာဆိုတော့လိုက်တယ်ပေါ့နော် with you မင်းနဲ့အတူ Can I come with you ကျွန်တော်မင်းနဲ့အတူလိုက်လို့ရမလားဒီလိုမျိုးလဲပြောလို့ရတယ်ပြီးရင် Can I open the window ကျွန်တော်ပတင်းပေါက်ဖွင့်လို့ရမလား open က verb 1လေးပဲ open ဖွင့်တယ် window ကပတင်းပေါက် Can I open the window ကျွန်တော်ပတင်းပေါက်ဖွင့်လို့ရမလားဒီလိုမျိုးပြောလို့ရတယ်ပေါ့နော်ဒါအပြင်Can I go to school ကျွန်တော်ကျောင်းသွားလို့ရမလား Can I eat this ကျွန်တော်ဒါကိုစားလို့ရမလား Can I call you ကျွန်တော်မင်းကိုဖုန်းခေါ်လို့ရမလားဒီလိုမျိုးပေါ့နော်အများကြီးစာကြောင်းတွေတည်ဆောက်လို့ရတယ်ဆိုတော့ဒါရဲ့လက်တွေ့အသုံးချတဲ့နည်းကတော့ကျမကတော့ဒီ pattern လေးပေါ့နော် can I plus verb 1 plus ပြီးရင် dot နောက်က like question mark နဲ့ဒါကိုကိုယ့်ရဲ့မှတ်စုစာအုပ်ထဲမှာချရေးထားပြီးတော့ကိုယ်ပိုင်အင်္ဂလိပ်စာကြောင်းတွေကိုလည်းဖွဲ့စေချင်တယ်အနည်းဆုံး3ခုကနေ5ခုစာကြောင်းတွေဖွဲ့ပြီးတော့ပြန်ပြီးတော့လေ့ကျင့်ပေးပါဆိုတော့နောက်ထပ် pattern တစ်ခုသွားမယ်နောက်ထပ် pattern ကတော့ could you plus verb 1 plus အနောက်ကလိုက်မယ်ပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကတော့ခုန can I ကကျွန်တော်ဆိုတဲ့ဟာမျိုး could you ကကြတော့သင်ဒါကိုတခုခုလုပ်ပေးလို့ရမလားဆိုတဲ့အဓိပ္ပာယ်ပို့ပြီးတော့ယဉ်ကျေးတဲ့အသုံးနှုန်းဖြစ်တယ်ပေါ့နော် could နဲ့မေးတဲ့အဓိပ္ပာယ်ကကြတော့ဆိုတော့ဥပမာတွေမှာဆိုရင် could you help me ကျွန်တော်ကိုကူညီပေးလို့ရမလား could you မင်းကျွန်တော်ကိုကူညီပေးလို့ရမလားဒါမျိုးပေါ့နော် help ကကူညီတယ် me ကကျွန်တော်ငါကိုဆိုတော့ could you help me ကျွန်တော်ကိုကူညီပေးလို့ရမလား could you speak more slowly နည်းနည်းလောက်ပို့ပြီးဖြည်းဖြည်းပြောပေးလို့ရမလား speak ကပြောတယ် more ကပို့၍ slowly ကကြတော့ဖြည်းညှင်းစွာ could you speak more slowly နည်းနည်းလောက်ပို့ပြီးတော့ဖြည်းဖြည်းလေးပြောပေးလို့ရမလား okay ဒါသူများကိုခွင့်တောင်းတဲ့ဟာပေါ့နော်သူ့ကိုလုပ်ပေးလို့ရမလားလို့မေးနေတဲ့ဟာမျိုးတွေ could you speak more slowly could you call me later နောက်မှကျွန်တော်ကိုဖုန်းပြန်ဆက်ပေးလို့ရမလား call ကကြတော့ဖုန်းခေါ်တယ်ဖုန်းဆက်တယ်မိကငါ့ကို later ကနောက်မှ so could you call me later ဆိုလို့ရှင်မင်းငါ့ကိုနောက်မှဖုန်းပြန်ဆက်ပေးလို့ရမလားဒီလိုမျိုးအတိတ်ပဲပေါ့နော်ဒီလိုပဲ could you come to my home ငါအိမ်ကိုလာပေးလို့ရမလားဒါမှမဟုတ်လို့ရှင် could you buy this မင်းဒါကိုဝယ်ပေးလို့ရမလားဒါမှမဟုတ်လို့ရှင်လဲcould you do that for me မင်းငါ့ကိုဒါလုပ်ပေးလို့ရမလားအကုန်လုံးပေါ့နော်အများကြီးပြောလို့ရတယ်ဆိုတော့ဒီလိုပဲကိုယ့်ရဲ့ကိုယ်ပိုင်စာကြောင်းလေးတွေကိုဒီ pattern နဲ့ပြန်ပြီးတော့စောက်ပါ okay နောက်ထပ် pattern တစ်ခုထပ်သွားရအောင်နောက်ထပ် pattern တစ်ခုကတော့ let's let apostrophe s let's ရဲ့ပြီးရင်နောက်က verb 1လေးလိုက်မယ်ပြီးရင်နောက်ကကိုပြောချင်တဲ့ဟာ get အဲ့ဒါဆိုလို့ရှိရင်တစ်ခုခုဖြစ်ကြရအောင်ဆိုတဲ့အဓိပ္ပာယ်ဥပမာ let's go လို့ဘာလို့တောင်ကျမတို့သိနေကြလေဆိုတော့ဘာလေးတွေဥပမာပေးလို့ရမလဲကြည့်မယ် let's go home အိမ်ပြန်ကြရအောင် go ကသွားတယ် home ကအိမ်ပေါ့နော်အိမ်ကိုသွားရအောင်ဆိုတာအိမ်ပြန်ကြရအောင်လို့ပြောတာ let's go home
okay ပြီးရင်နောက်တစ်ခုက let's watch a movie ရုပ်ရှင်ကြည့်ကြရအောင် watch ကကြည့်တယ် movie ကရုပ်ရှင်ပေါ့နော်ရုပ်ရှင်တကားလောက်ကြည့်ကြရအောင် let's watch a movie okay နောက်ထပ်ဥပမာတစ်ခုကတော့ let's practice English အင်္ဂလိပ်စာလေ့ကျင့်ကြရအောင် practice ကလေ့ကျင့်တာ English ကတော့အင်္ဂလိပ်စာပဲပေါ့နော် let's practice English okay ခုနကကျွန်မပြောလို့ပဲ let's do it ဒါကိုလုပ်ကြရအောင် let's go there အဲ့ဒီကိုသွားကြရအောင်ဒါမှမဟုတ် let's eat စားကြရအောင် let's eat hot pot စားကြရအောင်เนาะအများကြီးပဲကျွန်မအခုပြောသွားတာတွေကိုအများကြီးပြောလို့ရ let's play football ဘောလုံးကစားကြရအောင် let's play mobile legend ကစားကြရအောင်အများကြီးပဲเนาะကိုယ့်ရဲ့ကိုယ်ပိုင်စာကြောင်းပေါင်းများစွာကိုစောက်လို့ရအခု20ခု30လောက်ကိုစောက်လို့ရတယ်ဆိုတော့ဒါတွေနဲ့ verb တွေကိုတွဲကပ်ပေးထားတာဖြစ်တဲ့အတွက် verb တွေပဲစုစည်းပေးထားတဲ့ video ကိုလည်းကျွန်မအောက်မှာ attach လုပ်ပေးထားပါမယ်အမှ verb တွေကိုလည်းတွားပြီးလေ့လာလို့ရတယ်ဆိုတော့နောက်ထပ် pattern လေးတစ်ခုကြည့်ရအောင်နောက်ထပ် pattern ကတော့ how about plus noun ဒါမှမဟုတ် verb ing plus အနောက်ကလိုက်မယ်ပေါ့နော် question mark လေးနဲ့သူ့ရဲ့အဓိပ္ပာယ်ကတော့ဒါဆိုရင်ရောဘယ်လိုလဲဒီလိုမျိုးအဓိပ္ပာယ်ပေါ့နော်မြန်မာလိုကျမတို့စကားပြောတွေမှာပါဆိုရင်တော့ဒါဆိုရင်ရောဘယ်လိုလဲဒါဆိုရင်ရောဘယ်လိုလုပ်ကြမလဲအဲ့လိုမျိုးပုံစံပေါ့နော်နားလည်သွားအောင်ဥပမာနဲ့ကြည့်မယ် how about coffee ဆိုရင်ရောဘယ်လိုလဲပြောချင်တာတော့ coffee ဆိုရင်ရောတောက်ကြမလား coffee တောက်ချင်လားအဲဒီလိုမျိုးပုံစံပေါ့နော်ဒီမှာဆိုရင်အနောက်ကဘာမှတော့မပါတော့ how about ဆိုပြီးတော့ပဲ noun ဖြစ်တဲ့ coffee လေးကိုကတ်လိုက်တာပေါ့နော် how about coffee ဆိုရင်ရောဒါမျိုးပေါ့တွေ့ကြတယ် okay ငါတို့ဘာစားကြမလဲဘာတောက်ကြမလဲအဲ့လိုမျိုးပြောနေတဲ့အချိန်မှာဆိုရင် how about coffee ဆိုရင်ရောဘယ်လိုလဲဒါမျိုးပေါ့နောက်တစ်ခုက how about going by bus ကားနဲ့ဆိုရင်ရောဘယ်လိုလဲဘတ်ကားနဲ့ဆိုရင်ရောဘတ်ကားနဲ့သွားရင်ဘယ်လိုလဲဒီလိုမျိုးအဓိပ္ပာယ်ပေါ့နော်ဒီမှာဆိုရင် going လေး verb ing လေးနဲ့သုံးတယ်ပေါ့နော်ပြီးရင် by bus ကကြတော့ဘတ်ကားနဲ့သွားတယ်ဆိုတဲ့အဓိပ္ပာယ်okay ဒါလေးကကြောင့် verb ing နဲ့သုံးပြတဲ့ပုံစံ how about going by bus ဘတ်ကားနဲ့ဆိုရင်ရောဘတ်ကားနဲ့သွားရင်ဘယ်လိုလဲပြီးတော့ how about watching a movie tonight ဒီနေ့ညရုပ်ရှင်ကြည့်ကြရင်ရောဒီနေ့ညရုပ်ရှင်ကြည့်မယ်ဆိုရင်ဘယ်လိုလဲဒီလိုမျိုးပုံစံပေါ့နော် how about watching ကကြတော့ verb ing လေး a movie ရုပ်ရှင် tonight ကကြတော့ဒီနေ့ညရုပ်ရှင်ကြည့်ရင်ရောဒီနေ့ညရုပ်ရှင်ကြည့်မယ်ဆိုဘယ်လိုလဲဒါမျိုးမေးတဲ့ပုံစံပေါ့ so how about swimming today ဒီနေ့ရေကူးရင်ဘယ်လိုလဲเนาะ how about eating something sweet ချိုတာတစ်ခုခုစားမယ်ဆိုရင်ရောဘယ်လိုလဲချိုတာတစ်ခုခုစားမလားအဲ့လိုမျိုးပုံစံပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လဲ how about playing guitar ဂီတာတီးမယ်ဆိုရင်ရောဘယ်လိုလဲဂီတာတီးရင်ရောဒီလိုမျိုးလေးပေါ့အများကြီးမေးလို့အများကြီးပြောလို့ရတယ်ပေါ့နော်ဆိုတော့ကိုပိုင်စာကြောင်းတွေကိုကိုပိုင်ဖန်တီးကြည့်ဖို့ပဲလိုတယ်ကဲနောက်ထပ် pattern တစ်ခုဆက်သွားမယ်နောက်ထပ် pattern တစ်ခုကတော့ would you like to ပြီးရင် verb 1 လေးကတ်မယ်ပြီးအနောက်ကလာမယ်ပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကတော့တကူကူလှုပ်ချင်လားဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ပြီးတော့အရန်ကိုဘယ်လိုပြောရမလဲယဉ်ကျေးတဲ့အသုံးနှုန်းပေါ့ would you like to ဆိုတဲ့အတွဲလိုက်လေးကိုမှတ်ထားအဲ့ဒါသူများကိုတကူလှုပ်ချင်လားဒါမှမဟုတ်ခွင့်တောင်းတဲ့ပုံစံမျိုးနဲ့မေးတဲ့အဓိပ္ပာယ်ပြီးတော့အရန်ယဉ်ကျေးတဲ့အသုံးနှုန်းဥပမာပြောရမယ်ဆိုရင် would you like to go with me မင်းငါနဲ့အတူသွားချင်လား would you like to လေးကိုအနောက်က verb 1 လေးက go သွားတယ် with me ငါနဲ့အတူသွားချင်လား would you like to go with me ငါနဲ့အတူသွားချင်လားအဲ့လိုမျိုးအရန်ယဉ်ကျေးတဲ့အသုံးနှုန်းပေါ့နောက်ထပ်တစ်ခုကတော့ would you like to sit down မင်းထိုင်ချင်လား sit down ကထိုင်ချတာเนาะအတွဲလိုက်လေ sit down ကထိုင်တယ် would you like to sit down မင်းထိုင်ချင်လား okay would you like to try this food မင်းဒီစားတော့ကိုမြည်ချင်လား try ရကြတော့မြည်သည်စူးစမ်းသည်စမ်းကြည့်သည်ဒီလိုအဓိပ္ပာယ် this food ကကြတော့ဒီအစားအစာကိုမြည်ချင်လားဒီလိုမျိုးပြောလို့ရတယ်ဒါမှမဟုတ်လဲ would you like to buy this မင်းဒါကိုဝယ်ချင်လား would you like to go there မင်းအဲ့ဒီကိုသွားချင်လားဒါမှမဟုတ်လို့ရှင်လဲwould you like to have a dinner မင်းညစာစားချင်လားအဲ့လိုမျိုးပေါ့နော်အများကြီးမေးလို့ရတယ် would you like to come to my home မင်းငါအိမ်ကိုလာချင်လားဒါမျိုးပေါ့နော်အများကြီးပြောလို့ရတယ်နောက်ထပ် pattern လေးတစ်ခုကတော့ I want to လုံးဝဒါ classic ပေါ့နော် classic ဆိုတာလုံးဝမြင်ကိုမြင်နေရမယ့်ဟာအကြိမ်ကြိမ်သုံးနေရမယ့်
pattern မျိုးပေါ့နော် I want to ပြီးရင်နောက်က verb 1လေးကတ်မယ်ဒါကတော့ကျွန်မဗီဒီယိုစမှာပြောခဲ့သလိုပဲဥပမာစာကြောင်းနေဆိုရင် I want to buy a new phone ကျွန်တော်ဖုန်းအသစ်တစ်လုံးဝယ်ချင်တယ် buy ကဝယ်တာ new ကအသစ်တော့ဖုန်းကဖုန်းပဲပေါ့နော်ဖုန်းအသစ်တစ်လုံးဝယ်ချင်တယ် I want to buy a new phone ကျွန်တော်ဖုန်းအသစ်တစ်လုံးဝယ်ချင်တယ် I want to travel abroad travel ကခရီးသွားတယ် abroad ကနိုင်ငံခြားကိုပေါ့နော် I want to travel abroad နိုင်ငံခြားကိုခရီးသွားချင်တယ် I want to talk to you ကျွန်တော်မင်းနဲ့စကားပြောချင်တယ် talk ကစကားပြောတယ် to you ကတော့မင်းနဲ့ပေါ့နော် I want to talk to you ဒီလိုပဲ I want to နဲ့အများကြီးကိုပြောလို့ရတယ် okay I want to go to Vietnam ကျွန်တော် Vietnam သွားချင်တယ်ကိုပြောချင်တာတွေကိုပြောနေရနော်ပြီးရင် I want to buy a new car ကျွန်တော်ကားအသစ်တစ်စီးဝယ်ချင်တယ် okay ပြီးလို့ရှိရင် I want to save money ကျွန်တော်ပတ်စံစုချင်တယ်အများကြီးပဲပြောလို့ရ I want to marry her ကျွန်တော်သူ့ကိုလက်ထပ်ချင်တယ် okay အများကြီးပဲချင်တယ်ဆိုတာအများတာပေါ့နော်အဲ့တော့အများကြီးပြောလို့ရတယ်ကဲဒါကတော့ pattern number 6ပါပြီးတော့ pattern number 7လေးကတော့ I like to ဒါလေးကတော့ဟိုအရှိက IWOULD would လေးကိုအတူကောက်ရေးထားတာ apostrophe D လေးနဲ့ I'd like to ဆိုပြီးတော့ဖြစ်တယ်အမှန်တော့အရှိကပြောတော့ I would like to ပဲ WOULD နော်I would like to ပြီးရင် verb 1ကတ်မယ်ကျွန်တော်ဖြစ်ချင်တယ်ဆိုတော့အဓိပ္ပာယ်ဒါပေမဲ့ तू ကပို့ပြီးတော့ယဉ်ကျေးတဲ့အသုံးနှုန်းခုန I want to ကကြတော့လုံးဝ is say လေးပေါ့နော်ပြောတာဒီဟာကကြတော့လူကြီးသူမာတွေနဲ့ဆိုလို့ရှိရင်ယဉ်ကျေးတဲ့အသုံးနှုန်း okay ဥပမာပြောရမယ်ဆိုရင် I'd like to book a room ကျွန်တော်အခန်းတစ်ခန်းကြိုမှာခြင်းနဲ့ book ကကြတော့ booking တင်တယ်ဒီအဓိပ္ပာယ်နော် booking တင်တယ်ဟိုကြိုပြီးတော့ဘယ်လိုပြောမလဲ reserve လုပ်တယ်ပေါ့နော်ကြိုပြီးတော့စာရင်းသွင်းတယ် booking တင်တယ်ဒါမျိုး a room ကကြတော့အခန်းတစ်ခန်း I'd like to book a room ကျွန်တော်အခန်းတစ်ခန်းကြိုတင်ပြီးတော့မှာခြင်းနဲ့ I'd like to speak to the manager speak ကစကားပြောတယ် to the manager နဲ့စကားပြောခြင်းနဲ့ I'd like to speak to the manager I'd like to learn more about this course ကျွန်တော်ဒီသင်တန်းကျောင်းကိုပိုသိချင်တယ် learn ကကြတော့လေ့လာခြင်းနဲ့သိချင်တယ်ဒီလိုမျိုးအဓိပ္ပာယ်ပေါ့နော်လေ့လာခြင်းနဲ့ more ကကြတော့ပို၍ about ကကြတော့အကြောင်းဘာအကြောင်းလဲ this course ကသင်တန်းဒီသင်တန်းအကြောင်းကိုပို့ပြီးတော့သိချင်တယ် I'd like to learn more about this course ဒါတွေအကုန်လုံးဆိုလို့ရှိရင်ရုံးသုံးလိုမျိုးတွေပေါ့နော်စိမ့်နေနဲ့ပြောတဲ့ဟာတွေရုံးသုံးလို့ပြောတဲ့စကားလုံးတွေကြီးပဲဒီမှာဆိုလို့ရှင်လဲမန်နေဂျာနဲ့စကားပြောချင်တယ်တို့ဒီသင်တန်းကျောင်းသိချင်တယ်တို့ဒါမျိုးတွေပေါ့နော်အဲ့လိုမျိုးဟာမျိုးတွေမှာဆိုလို့ရှင်ဒီ I would like to လေးနဲ့သုံးတာပို့ပြီးတော့လူကြီးလူကောင်းဆန်တယ်ပေါ့ကွာ okay ဒါကတော့ I want to I like to pattern ဆိုတော့နောက်ထပ်ဆက်သွားမယ်နောက်ထပ်ကလည်းမဖြစ်မနေရှိဖို့လိုတဲ့ဟာ I need to ဖို့လိုတယ်ဆိုတဲ့အဓိပ္ပာယ်နောက်က verb 1လေးကတ်မယ်ပေါ့နော် need ကလိုအပ်တာဆိုတော့ I need to ပြီးရင်နောက်က verb 1လာမယ်ဆိုရင်ဥပမာတွေနဲ့ကြည့်မယ်ဆိုရင် I need to study tonight study ကစာလေ့လာတယ် tonight ကဒီနေ့ညဆိုတော့ဒီနေ့ညစာလေ့လာဖို့လိုတယ် I need to study tonight okay ဒီလိုမျိုးပြောလို့ရတယ် I need to get some rest ကျွန်တော်နည်းနည်းအနားယူဖို့လိုတယ်get rest ဆိုတဲ့အတွဲလိုက်လေးဆိုလို့ရှိရင်အနားယူတယ်ပေါ့နော် get some rest ဆိုလို့ရှိရင်ကျွန်တော်နည်းနည်းအနားယူတယ် okay ကျွန်တော်နည်းနည်းအနားယူဖို့လိုတယ် I need to get some rest နောက်ထပ် example တစ်ခုကကြတော့ I need to improve my English ကျွန်တော်အင်္ဂလိပ်စာတိုးတက်အောင်လုပ်ဖို့လိုတယ် improve ကတိုးတက်အောင်လုပ်တယ် my English ကကြတော့ငါ့အင်္ဂလိပ်စာပေါ့နော် I need to improve my English ကျွန်တော်အင်္ဂလိပ်စာတိုးတက်အောင်လုပ်ဖို့လိုတယ်ဒီလိုမျိုးအဓိပ္ပာယ်ဆို I need to နဲ့ဆိုလို့ရှိရင်လည်းအများကြီးကျမတို့ပြောလို့ရရပေါ့နော် I need to clean my house ကျမအိမ်ကိုတန်ရှင်းရေးလုပ်ဖို့လိုတယ်I need to talk to her ကျမသူနဲ့စကားပြောဖို့လိုတယ်ဒါမှမဟုတ်ရင် I need to go to the market ဈေးသွားဖို့လိုတယ်အများကြီးဆိုအများကြီးပဲကိုယ်ပိုင်စာကြောင်းပေါင်းများစွာလုပ်လို့ရတယ်ဆိုတာကိုကျမတို့အခုတော်တော်သိနေပါပြီကဲဆိုတော့ဆက်သွားမယ်နောက်တစ်ခုကလည်းမဖြစ်မနေလိုတာလေ I have to ပြီးရင်နောက်က verb 1လိုက်မယ်သူကကြတော့လေ
ရမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ငါဒါလုပ်ကိုလုပ်ရမှာငါမလုပ်လို့မရဘူးငါလုပ်ကိုလုပ်ရမှာဆိုတဲ့ဟာမျိုးဒါဆိုရင်ကျမတို့ကပြောမယ်ပေါ့နော် MUST must ကိုတချို့သိကြမယ် must ကလည်းလုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒါပေမဲ့ must ကြီးကကြောင့်အရန် strong ဖြစ်လွန်အားကြီးတယ်ကျမတို့အရန်သူ့ရဲ့ level ကမြင့်လွန်အားကြီးရပေါ့နော်ကျမတို့စကားပြောတွေမှာဆိုရင် I have to နဲ့ပြောရများတယ်ဆိုတော့ဥပမာကြည့်မယ်ဆိုရင် I have to go to work ကျွန်တော်အလုပ်သွားရမယ် go to work ကကြတော့အလုပ်သွားသည် I have to go to work ဆိုပြီးတော့ have to လေးနဲ့တွဲလိုက်ရင်ကြောင့်ကျွန်တော်အလုပ်သွားရမယ်သွားရမယ်ဆိုတော့ပြောမယ်ဆိုရင်သွားရမယ်ကိစ္စနော်မဖြစ်မနေသွားရမယ်ကိစ္စဒါမျိုးတွေ I have to go to work ကျွန်တော်အလုပ်သွားရမယ် I have to finish this today ဒါကိုဒီနေ့ပြီးအောင်လုပ်ရမယ် finish ကပြီးဆုံးသည် this ကဒါကို today ကဒီနေ့ so I have to finish this today ကျွန်တော်ဒါကိုဒီနေ့အပြီးလုပ်ရမယ် okay နောက်တစ်ခါ I have to take an exam tomorrow ကျွန်တော်မနေ့ဖြန်ဆောင်းမွေးပွဲဖြေရမယ် take an exam ကကြတော့ဆောင်းမွေးပွဲဖြေတာဆိုတော့စကားလုံးတွဲလိုက်လေးပေါ့နော်ဆောင်းမွေးဖြေတယ်ဆိုလို့ရှိရင် take an exam ပဲကျမတို့က take ကို ယူသည်လို့သိပေမဲ့ဒီ take လေးကလည်းတခြားတိတ်ပဲအများကြီးလည်းရှိတယ် take an exam ဆိုရင်ဆောင်းမွေးဖြေတယ် tomorrow ကမနေ့ဖြန်ဆိုတော့ I have to post a video ကျွန်တော်ဗီဒီယိုတင်ရမယ် I have to teach English to my student ကျွန်မကျောင်းသားတွေကိုအင်္ဂလိပ်စာသင်ရမယ် okay I have to fix this ဒါကိုပြင်ဆင်ရမယ်ဒီလိုမျိုးပေါ့နော်အများကြီးပဲစာကြောင်းတွေအများကြီးဆိုအများကြီးမှပြောလို့ရတယ်ကဲဒါဆိုလို့ရှင် pattern နံပါတ်10ရောက်လာပြီ pattern နံပါတ်10လေးပြောရမယ်ဆိုတော့ I'm going to ပြီးရင်နောက်က verb 1လိုက်မယ်သူ့ရဲ့အဓိပ္ပာယ်ကတခုခုကိုလုပ်တော့မယ်တခုခုလုပ်ဖို့ရှိတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် going to လေးကကြတော့တခါလေ will ဆိုရင်လုပ်လိုက်မယ်ဒီလိုမျိုးနဲ့လည်းတူတယ်ဒါပေမဲ့စကားပြောတွေမှာဆိုရင် going to ကိုပို့ပြီးတော့ I'm going to ငါအခုလောလောဆယ်ထိုင်နေအခုပဲထသွားတော့မှာဆိုရင် I'm going to လေးနဲ့သုံးတယ်လုပ်တော့မယ်လုပ်ဖို့ရှိတယ်ဒါမျိုးပုံစံဆိုတော့ဥပမာပြောရမယ်ဆိုရင် I'm going to cook dinner ကျွန်တော်ညစာချက်တော့မယ် cook ကချက်ပြုတ်သည် dinner ညစာ I'm going to လေးနဲ့တွဲလိုက်တော့ညစာချက်တော့မယ်အခုပဲသွားချက်တော့မှာခုလောလောဆယ်ထိုင်နေမဟုတ်ဘူးခုပဲချက်တော့မှာဒီလိုမျိုးပုံစံပေါ့နော် I'm going to cook dinner I'm going to visit my family ကျွန်တော်မိသားစုစီသွားလည်ဖို့ရှိတယ် okay ဒီမှာဆိုတော့သွားလည်ဖို့ရှိတယ်ဆိုတော့ပုံစံပေါ့နော် visit ကလဲပတ်တယ် my family ကငါ့မိသားစု I'm going to visit my family ငါမိသားစုသွားလည်ဖို့ရှိတယ်ငါမိသားစုစီသွားလည်မှာဒီလိုမျိုးပုံစံပေါ့နော် I'm going to start a new job ကျွန်တော်အလုပ်တစ်ခုစလုပ်တော့မယ် start ကစတင်သည် a new job new ကအသစ် job ကအလုပ်တစ်ခုစလုပ်တော့မယ် I'm going to start a new job လုပ်တစ်ခုစလုပ်တော့မယ် okay ဆိုတော့ဒီလိုမျိုးလေးကလည်းအများကြီးပြောလို့ရတယ် I'm going to start my YouTube channel ငါရဲ့ YouTube channel စတော့မှာ okay I'm going to post a video ငါဗီဒီယိုတစ်ခုတင်တော့မှာ okay I'm going to eat hot pot တော့စားဖို့ရှိတယ် hot pot တော့စားတော့မှာဒါမျိုးပုံစံပေါ့နော်အများကြီးပြောလို့ရတယ် okay ဆိုတော့ကိုပိုင်စာကြောင်းလေးတွေမဖြစ်မနေဖွက်ကြည့်ပါဒါအိမ်စာပဲ okay Hey ကြော်ညာဝင်မယ်နော်စက္ကန့်30လောက်အချိန်ပေးပါ grammar အခြေခံမရှိသေးလို့အင်္ဂလိပ်စာလေ့လာရခက်နေလား tense 12မျိုးကြောင့်ခေါင်းတွေရှုပ်နေလားဒါဆိုရင်တော့ကျမရဲ့အခြေခံ English grammar သင်တန်းလေးရှိပါတယ်ကျပ်1000ခွဲကိုတစ်ချိန်တည်းပေးသွင်းရုံနဲ့သင်ခန်းစာ32ခုကိုတစ်သက်တာလေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်သင်တန်းအပ်ချင်တယ်ဆိုရင်တော့အင်္ဂလိပ်စာလေ့လာမယ်ရဲ့ Facebook page ကို message ပို့ပေးပါနော်page မှာဆိုလို့ profile ပုံလေးကိုတခြားကြည့်ဖို့တော့မမေ့နဲ့နော်ဒါဆိုရင်စာဆက်တင်လို့ရပါပြီကဲဆိုတော့ကျမတို့ pattern 7ကိုဆက်သွားရအောင် pattern 7ကတော့ I plan to ပြီးရင်နောက်က verb 1လိုက်မယ်ပေါ့နော်သူတခုခုလုပ်ဖို့စီစဉ်ထားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် plan ကစီစဉ်တာ I plan to ပြီးရင်နောက်က verb 1လိုက်မယ်ဆိုတော့ဥပမာပြောရမယ်ဆိုရင် I plan to save more money ကျွန်တော်ပတ်စံပို့စုဖို့စီစဉ်ထားတယ် save ကကြတော့ဒီမှာဆိုရင်စုဆောင်းသည်ကျမတို့လူကိုဆိုရင်ကဲတင်သည်လို့လည်းပြောတယ် save ကပတ်စံအတွက်ဆိုရင်စုဆောင်းသည် more ကပို၍ money ကကြတော့ပတ်စံပို့စုဖို့စီစဉ်ထားတယ်စီစဉ်ထားရုံပဲရှိသေးတယ်မစုရသေးဘူးเนาะ okay အဲ့လိုမျိုးပြောနေတာ I plan to save more money ပတ်စံပို့စုဖို့စီစဉ်ထားတယ်
I plan to exercise every morning မနက်တိုင်းလေ့ကျင့်ခန်းလုပ်ဖို့စီစဉ်ထားတယ် exercise ကကြတော့လေ့ကျင့်ခန်းလုပ်သည် every morning ကကြတော့မနက်တိုင်းလေ့ကျင့်ခန်းလုပ်ဖို့စီစဉ်ထားတယ် I plan to exercise every morning I plan to travel next year နောက်နှစ်ခရီးသွားဖို့စီစဉ်ထားတယ် travel ကကြတော့ခရီးသွားသည် next ကကြတော့နောက် year ကနောက်နှစ်ပေါ့နော်ဆိုတော့နောက်နှစ်ခရီးသွားဖို့စီစဉ်ထားတယ်ဆိုတော့ I plan to start my own business ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့စီစဉ်ထားတယ် okay I plan to meet my friend tomorrow မနက်ဖြန်တငယ်ချင်းနဲ့တွေ့ဆုံဖို့စီစဉ်ထားတယ် okay I plan to visit Vietnam in the end of this year ဒီနှစ်ကုန်မှာ Vietnam သွားဖို့စီစဉ်ထားတယ်ဒီလိုမျိုးပေါ့နော်စီစဉ်ထားတဲ့ဟာတွေကိုကိုအများကြီးပြောလို့ရတယ် I plan to study abroad နိုင်ငံခြားမှာကျောင်းသွားတက်ဖို့စီစဉ်ထားတယ်ဒါမှမဟုတ်လဲကိုပြောမဲ့ဟာပေါ့နော် I plan to visit my client ငါရဲ့ဖောက်တယ်ငါရဲ့customer နဲ့တော့တွေ့ဖို့စီစဉ်ထားတယ်အဲ့လိုမျိုးပေါ့နော်အများကြီးပြောလို့ရတယ် okayကဲနောက်ထပ် pattern တစ်ခုကတော့ I'm trying to ပြီးရင် plus verb 1သူကကျွန်တော်ကျမ blah 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 ဖြစ်ဖို့စူးစမ်းနေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် trying ကစူးစမ်းနေတယ်နောက်က verb 1လေးလိုက်မယ်ဥပမာပြောရမယ်ဆိုရင် I'm trying to lose weight ကျွန်တော်ကိုလေးချိန်လျှော့ချဖို့စူးစမ်းနေတယ်ဒီ lose weight လေးအတွဲရက်လေးကကိုလေးချိန်လျှော့တယ်ပေါ့နော် weight ကတော့ကျမတို့လေးချိန်လို့သိကြတယ် lose ကိုကတော့တစ်ခါလေကျမတို့ရှုံးတယ်လို့လည်းသိကြတယ်ဒါပေမဲ့ lose weight ဆိုလို့ရှိရင်ကိုလေးချိန်လျှော့တာOkay, I'm trying to lose weight. Now the ဥပမာတစ်ခုကတော့ I'm trying to fix my sleep schedule. ကျွန်တော်အိတ်ချိန်စရာကိုပြန်မှန်အောင်လုပ်ဖို့စူးစမ်းနေတယ်။ဒီမှာဆိုရင် fix ကကြတော့ပြင်ဆင်သည်ပြုပြင်သည်ပြန်မှန်အောင်လုပ်တယ်ပေါ့နော်။ my ကငါရဲ့ sleep ကအိပ်စက်ခြင်းschedule ကကြတော့အချိန်စရာ။ဆိုတော့အိပ်စက်တဲ့အချိန်စရာကိုပြန်မှန်အောင်လုပ်တယ်ပြင်ဆင်နေတယ်အရှိက I'm trying to လေးနဲ့တွေ့လိုက်တော့အိပ်စက်တဲ့အချိန်စရာကိုပြန်မှန်အောင်လုပ်ဖို့ကြိုးစားနေတယ်ဆိုတဲ့အဓိပ္ပာယ် okay schedule ကတော့ကျမတို့ schedule လို့လည်းခေါ်တယ်ခါလီ schedule လို့လည်းခေါ်တယ် American English နဲ့ British English နဲ့ကွာတာပေါ့နော် British English ကတော့ schedule လို့ခေါ်တယ် American English ကတော့ schedule လို့ခေါ်တယ်နှစ်ခုလုံးရတယ် I'm trying to fix my sleep schedule ကျွန်တော်အိတ်ချိန်စရာကိုပြန်မှန်အောင်လုပ်ဖို့စူးစမ်းနေပြောရမယ်ဆိုရင်နေ့နဲ့ညနဲ့မှားနေရတယ်ပေါ့နော်နောက်တစ်ခုကတော့ I'm trying to eat healthier food ကျွန်တော်ကျန်းမာရေးနဲ့ပိုညီညွတ်တဲ့အစားအစာတွေစားဖို့စူးစမ်းနေတယ် eat ကကြတော့စားတယ် healthier ကကြတော့ပို၍ကျန်းမာတော့ကျန်းမာရေးနဲ့ပိုညီညွတ်တော့ healthy healthy ဆိုလို့ရှိရင်ကျန်းမာတော့ပေါ့နော်ကျန်းမာခြင်းဆို healthier ဆိုလို့ရှိရင်ပို၍ကျန်းမာတော့ပို၍ကျန်းမာရေးနဲ့ညီညွတ်တော့ဒါမျိုး food ကကြတော့အစားအစာတွေဆိုeat healthier food ဆိုလို့ရှိရင်ကျန်းမာရေးနဲ့ပိုညီညွတ်တဲ့အစားအစာတွေစားတယ်ရှေ့က I'm trying to လေးနဲ့တွဲလိုက်ခါကြတော့ကျွန်တော်ကျန်းမာရေးနဲ့ပိုညီညွတ်တဲ့အစားအစာတွေစားဖို့ကြိုးစားနေတယ် I'm trying to eat healthier food ဒီလိုပဲ I'm trying to study every day ကျွန်တော်နေ့တိုင်းစာလုပ်ဖို့ကြိုးစားနေတယ်နော်ဒီလိုမျိုးတချို့ဟုတ်တယ်လေနေ့တိုင်းမလုပ်နိုင်လို့နေ့တိုင်းလုပ်နိုင်အောင်စူးစမ်းနေရတာမျိုးပေါ့နော်ဆိုတော့ I'm trying to talk to her ကျွန်တော်သူမနဲ့စကားပြောဖို့စူးစမ်းနေတယ် I'm trying to propose her ကျွန်တော်သူမကိုလက်ထပ်ခွင့်တောင်းဖို့စူးစမ်းနေတယ်ဒါမျိုးပေါ့အများကြီးပြောလို့ရတယ် okay နောက်တစ်ခါတော့ I don't want to ပြီးရင် verb 1လေးကတ်မယ်အရှင်းမှာ I want to ဆိုလို့ရှိရင်ကျမတို့ကချင်တယ်လို့သိကြတယ် I don't want to ဆိုလို့ရှိရင်မချင်ဘူးပေါ့ကွာကျွန်တော်blahမလုပ်ချင်ဘူးမဖြစ်ချင်ဘူးသွားချင်ဘူးအများကြီးပေါ့ကဲဒါကလည်းဥပမာလေးကြည့်မယ်လွယ်ပါတယ် I don't want to go outside ကျွန်တော်အပြင်မသွားချင်ဘူး go ကသွားတယ် outside ကအပြင် I don't want to go outside ဆိုရင်ကျွန်တော်အပြင်မသွားချင်ဘူး I want to go outside ဆိုရင်ကျွန်တော်အပြင်သွားချင်တယ် okay နောက်ထပ်ကတော့ I don't want to talk about it ကျွန်တော်အဲ့ဒီအကြောင်းကိုမပြောချင်ဘူး talk ကကြတော့ပြောတယ် about ကကြတော့အကြောင်းပေါ့နော် it ကကြတော့အဲ့ဒါဆိုတော့အဲ့အကြောင်းကိုပြောတယ် I don't want to လေးနဲ့တွဲလိုက်တော့အဲ့ဒီအကြောင်းပြောချင်ဘူး okay I don't want to talk about it okay အဲ့အကြောင်းပြောချင်တယ်ဆိုရင် I want to talk about it okay နောက်ထပ်ဥပမာတစ်ခုကတော့ I don't want to eat now ကျွန်တော်အခုမစားချင်ဘူး eat ကစားတယ် now ကအခု I don't want to eat now okay I don't want to do that ကျွန်တော်အဲ့ဒါကိုမလုပ်ချင်ဘူးI don't want to watch it ကျွန်တော်အဲ့ဒါကိုမကြည့်ချင်ဘူး
I don't want to study tonight ဒီနေ့ညစာမလုပ်ချင်ဘူးเนาะအများကြီးပြောလို့ရတယ် okay နောက်တစ် pattern လေးသွားမယ်ဆိုရင်တော့ I'm interested in ပြီးရင်အနောက်က now ဒါမှမဟုတ် verb ing လိုက်မယ်ပြီးရင်အနောက်ကတော့ကိုထည့်လို့ရတဲ့ဟာတွေထည့်တဲ့ဟာတွေပေါ့နော်လိုရင်ထည့်မယ်မလိုရင်မထည့်ဘူးဆိုတော့သူ့ရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်ကျမ blah 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 ကိုစိတ်ဝင်စားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ interested ကစိတ်ဝင်စားတယ်ဆိုတော့တခုခုစိတ်ဝင်စားတယ်လို့ပြောချင် I'm interested in ကိုအကြောင်းပြောရင်ဒီစာကြောင်းကအများကြီးကိုသုံးလို့ရတဲ့ဟာเนาะဆိုတော့ဥပမာပြောမယ်ဆိုတော့ I'm interested in music ကျွန်တော်ဂီတကိုစိတ်ဝင်စားတယ်ဒီမှာဆိုလို့ရှိရင် music noun လေးတစ်လုံးလေးပဲကတ်လိုက်တာ I'm interested in music ကျွန်တော်ဂီတကိုစိတ်ဝင်စားတယ် I'm interested in working abroad ကျွန်တော်နိုင်ငံခြားမှာအလုပ်လုပ်တာကိုစိတ်ဝင်စားတယ် working ကအလုပ်လုပ်ခြင်းเนาะ verb ing လေးကတ်ထားတယ် abroad ကနိုင်ငံခြားမှာ I'm interested in working abroad ကျွန်တော်နိုင်ငံခြားမှာအလုပ်လုပ်တာကိုစိတ်ဝင်စားတယ်I'm interested in studying a business. Studying ကစတင်တာ a business ကကြောင့်စီးပွားရေးလုပ်ငန်းစတင်တာစိတ်ဝင်စားတယ် I'm interested in studying a business. Okay? So ဒီတိုင်းပဲရိုးရိုးလေး I'm interested in swimming ငါရေကူးကစိတ်ဝင်စားတယ်ကိုယ့်ရဲ့ဘယ်လိုပြောမလဲ hobby ပေါ့နော်ဝါသနာကြီးပြောရင်လည်းဒါနဲ့ပြောလို့ရတယ် I'm interested in reading a new book စာအုပ်သစ်တွေဖတ်တာစိတ်ဝင်စားတယ် I'm interested in traveling with my friends ကျွန်တော်တကယ်ချင်းတွေနဲ့ခီးသွားတာစိတ်ဝင်စားတယ်အများကြီးပဲပြောလို့ရ I'm interested in learning a new language ဘာသာစကားအသစ်တွေသင်ယူရတာစိတ်ဝင်စားတယ်အများကြီးဆိုအများကြီးပဲပြောလို့ရတယ်နော် okay ဆိုတော့ကိုယ့်ဘာကိုစာကြောင်းကိုယ်ပိုင်စာကြောင်းတွေလည်းလုံးဝမမေ့နဲ့เนาะအင်္ဂလိပ်စာကိုတကယ်တိုးတက်စေတာကိုယ်တိုင်တကယ်ပြောတာကိုယ်တိုင်တကယ်ရေးကြည့်တာမှတိုးတက်စေတာဒါကကျမတို့အခုလောလောဆယ် learning လုပ်နေရပဲရှိသေးတယ်တကယ်အသုံးချမှာကိုကတကယ်ပြောတတ်မှာ okay ဆိုတော့ဆက်သွားမယ် I'm good at ပြီးရင်အနောက်က noun ဒါမှမဟုတ် verb ing လိုက်မယ်ပြီးရင်နောက်ကတော့ blah 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 လာမယ်ပေါ့ကွာသူ့ရဲ့အဓိပ္ပာယ်ကတော့ကျွန်တော်ကျမက blah 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 မှာကျွမ်းတယ်ဒါမှမဟုတ်တခုခုမှာတော်တယ်အဲ့လိုမျိုးပြောတဲ့အချိန်မှာ I'm good at လို့ပြောတယ် good ကတော်တယ်ကောင်းတယ်ပေါ့နော်ပြီးရင်နောက်က at လေးတွဲလိုက်ပြီးတော့ noun တွေ verb ing ကပ်ပြီးတော့ပြောချင်ပြောလို့ရပြီဆိုတော့ဥပမာပြောရမယ်ဆိုရင် I'm good at cooking ကျွန်တော်ကဟင်းချက်တာမှာတော်တယ် cooking ကဟင်းချက်ခြင်း I'm good at cooking ကျွန်တော်ဟင်းချက်တာမှာတော်တယ် I'm good at solving problems ကျွန်တော်ကပြဿနာဖြေရှင်းတဲ့နေရာမှာတော်တယ် solving ကဖြေရှင်းတာ problems ကပြဿနာတွေဖြေရှင်းခြင်းပေါ့နော် verb ing နဲ့တွက်ကတ်ထားတယ် I'm good at solving problems okay နောက်တစ်ခုကတော့ I'm good at English ကျွန်တော်ကအင်္ဂလိပ်စာကျွမ်းတယ် okay အင်္ဂလိပ်စာမှာကျွမ်းတယ်အဲ့လိုမျိုးပုံစံပေါ့နော်ဒီလိုပဲ noun တွေ verb တွေတွဲပြီးတော့အကုန်လုံးပြောသွားလို့ရတယ် I'm good at Japanese ဆိုလို့ရှိရင်လေ Japanese Japan language မှာကျွမ်းတယ်เนาะအများကြီးပြောလို့ရတယ်ဒါမှမဟုတ်ရင်လေ I'm good at playing games ကျွန်တော်က game တွေဆော်တဲ့နေရာမှာကျွမ်းတယ်ဒီလိုလဲပြောလို့ရတယ် I'm good at meeting new people ကျွန်တော်ကလူအသစ်တွေနဲ့ဒီဇိင်းတွေနဲ့တွေ့ဆုံတဲ့နေရာမှာတော်တယ်ဒီဇိင်းတွေနဲ့တွေ့ဆုံတဲ့နေရာမှာကျွမ်းတယ် I'm good at flirting ကျွန်တော်ကကျူတဲ့နေရာမှာကျွမ်းတယ်အဲ့လိုမျိုးလည်းပြောလို့ရတယ်เนาะအများကြီးပြောလို့ရတယ် okay ဆိုတော့ဆက်ပြီးတော့သွားမယ်နောက်တစ် speaking pattern ကတော့ပြောင်းပြန်ပေါ့နော် I'm bad at ပြီးရင်အနောက်ကnoun ဒါမှမဟုတ် verb ing လိုက်မယ်တခုခုမှမကျွမ်းဘူးမတော်ဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော် bad ကတော့ဒါရိုက်ပြောရင်တော့ဆိုးတယ်ပေါ့ဒါပေမဲ့ဒီလို pattern လေးမှာဆိုရင်ကိုကမကျွမ်းတာမတော်တာကိုပြောချင်တယ်ဆိုရင်လည်းခုန good လေးနဲ့ပြောင်းပြန် I'm bad at ဆိုပြီးတော့ပြောလို့ရတယ်ဥပမာပြောမယ်ဆိုရင် I'm bad at math ကျွန်တော်ကသင်္ချာမှာမတော်ဘူး math ကကြတော့သင်္ချာ mathematics လို့လည်းအရှိပြောတယ် math လို့ပဲအတူလည်းပြောတယ် I'm bad at math I'm bad at remembering names ကျွန်တော်ကနာမည်တွေမှတ်တဲ့နေရာမှာမတော်ဘူး remembering ကတတိယခြင်းတတိယရတယ်ပြန်ပြီးတော့တတိယရပေါ့နော် names ကကြောင့်နာမည်တွေကိုပြန်ပြီးတော့တတိယရဲ့နေရာမှာမတော်ဘူးဆိုတာကြောင့်နာမည်တွေကိုမမှတ်မိတော့ဘူးပေါ့ကွာနာမည်မှတ်တဲ့နေရာမှာမတော်ဘူးဒါမျိုးပြောချင်တာ I'm bad at remembering names I'm bad at speaking in public လူအများရှိမှစကားပြောတာမတော်ဘူးကျွန်တော်က speaking ကပြောတယ် in public ကကြတော့လူအများကြီးရှိမှာပေါ့ကွာအများပြည်သူရှိလို့ပြောလို့ရတယ်ပေါ့အဲ့မှာစကားပြောတာမတော်ဘူး I'm bad at speaking in public I'm bad at speaking in public ဒီလိုပဲ I'm bad at cooking ဟင်းချက်တဲ့နေရာမှာမတော်ဘူးမကျွမ်းဘူးเนาะ I'm bad at learning a new language
ဘာသာစကားတစ်တွေသင်ယူတဲ့နေရာမှာမတော်ဘူးမကျွမ်းဘူးဆိုတော်တော်လုပ်ယူရတယ်အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုး I'm bad at memorizing the words စကားလုံးတွေကိုမှတ်ရတဲ့နေရာမှာမတော်ဘူးမကျွမ်းဘူးဒါမျိုးပေါ့နော်အများကြီးပြောလို့ရတယ် okay so နောက်တစ်ခုကတော့ I am afraid of ပြီးရင်နောက်က noun ဒါမှမဟုတ် verb ing လေးလိုက်မယ်သူ့ရဲ့အဓိပ္ပာယ်ကျမတစ်ခုခုကိုကြောက်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော် afraid ကကြောက်တာ I'm afraid of ဆိုနောက်ကနေပြီးတော့လိုက်မယ်ဘာလဲဆိုတော့ I'm afraid of dogs ကျွန်တော်ခွေးတွေကိုကြောက်တယ်တချို့ခွေးတွေအရန်ကြောက်တာရှိရလေချစ်တာကြောက်တဲ့လူတွေလည်းရှိတယ်ဒီတိုင်းမဲ့ကြောက်တာဆိုတဲ့လူတွေလည်းရှိတယ် I'm afraid of dog ကျွန်တော်ခွေးတွေကိုကြောက်တယ် I'm afraid of the dark ကျွန်တော်အမှောင်ကိုကြောက်တယ် dark ကအမှောင် I'm afraid of the dark okay အမှောင်ကိုကြောက်တယ် I'm afraid of making mistakes ကျွန်တော်အမှားလုပ်မိမှာကိုကြောက်တယ် making ကပြုလုပ်တယ် mistakes ကကြအမှားတွေဆိုတော့ကျွန်တော်အမှားတွေပြုလုပ်မိမှာကြောက်တယ် I'm afraid of making mistakes ဆိုတော့အများကြီးထပ်ပြောလို့ရ I'm afraid of swimming ကျွန်တော်ရေကူးတာကြောက်တယ် I'm afraid of speaking English အင်္ဂလိပ်စကားပြောရတာကြောက်တယ်I'm afraid of my mom ငါမေကိုကြောက်တယ် I'm afraid of my friend ငါတငယ်ချင်းကိုကြောက်တယ် I'm afraid of the ghost တရေကြောက်တယ်ဒါမျိုးအများကြီးဆိုအများကြီးပြောလို့ရတယ်ပေါ့နော် verb ing ကြီးလေးလည်းတွဲမယ်ဆိုရင်လည်း I'm afraid of meeting new people လူအသစ်တွေနဲ့တွေ့ရတာကြောက်တယ်မသိရလူတွေနဲ့တွေ့ရတာကြောက်တယ်အဲ့လိုမျိုးပေါ့နော်အများကြီးပြောလို့ရတယ်ဆိုတော့ကိုယ်ပိုင်စာကြောင်းလေးတွေလုပ်ကြည့်ဖို့လုံးဝမမေ့နဲ့ဆိုဆက်သွားမယ် I think ပြီးရင် subject လိုက်မယ်ပြီးရင် verb လိုက်မယ်ပြီးရင်နောက်က blah 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 ဆိုပြီးတော့လာမယ်ပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကတော့ကျမထင်တာက blah 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 ပါပေါ့ကျမကတော့ blah 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 လို့ထင်တယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့နားလည်အောင်ဥပမာလေးနဲ့တွဲကြည့်မယ် I think he is busy ကျွန်တော်တော့သူအလုပ်များနေတယ်လို့ထင်တယ်ဆိုဒီမှာဆိုရင် I think လေးကိုတပိုင်းကြည့်လိုက်နောက်က he is busy ကိုတပိုင်းကြည့်လိုက် he is busy ဆိုရင်ကျမတို့တော်တော်များများသိပါတယ် he is busy ဆိုတဲ့အဓိပ္ပာယ်ကသူအလုပ်များနေတယ်အရှိက I think လေးနဲ့တွဲလိုက်တော့သူအလုပ်များနေတယ်လို့ထင်တယ် okay ဆိုတော့ဒီမှာဆိုရင် he လေးက subject လေးပေါ့နော် is က verb လေး busy ကကြတော့ဒါ adjective ပေါ့နော်ဆိုတော့ I think he is busy ကျွန်တော်သူအလုပ်များနေရလို့ထင်တယ်နောက်ထပ်ဥပမာတစ်ခုကတော့ I think this is a good idea ကျွန်တော်ထင်တာကတော့ဒါအကြံကောင်းတစ်ခုပါ I think ကျွန်တော်ထင်တယ်အဲ့ဒါလေးကိုတစ်ပိုင်းခွဲကြည့်လိုက် this is a good idea ဆိုရင် this is ကဒါကဖြစ်တယ်ဘာဖြစ်တာလဲ a good idea good ကကောင်းမွန်သော idea ကအကြံဉာဏ်ကောင်းမွန်တဲ့အကြံဉာဏ်တစ်ခုဖြစ်တယ် this is a good idea လေးကိုပဲကြည့်မယ်ဆိုရင်ကောင်းမွန်တဲ့အကြံဉာဏ်တစ်ခုဖြစ်တယ် I think လေးနဲ့တွဲလိုက်တော့ဒါကကောင်းမွန်တဲ့အကြံဉာဏ်တစ်ခုလို့ကျွန်တော်ထင်တယ် okay so I think this is a good idea နောက်တစ်ခါ I think she likes you သူမကမင်းကိုသဘောကျနေရလို့ထင်တယ်ဒီမှာဆိုရင် she likes you လေးဆိုလို့ရှိရင်သူမကမင်းကိုသဘောကျတယ် she လေးက subject လေး likes ကကြတော့ verb you ကကြတော့ object ပေါ့နော် she likes you ဆိုလို့ရှိရင်သူမမင်းကိုသဘောကျတယ်အရှိက I think လေးနဲ့တွေ့လိုက်တော့သူမမင်းကိုသဘောကျနေလို့ထင်တယ် okayကဲနောက်ထပ်ပတန်လေးသွားမယ် I don't think ဒါလေးကတော့ခုနဟာနဲ့ပြောင်းပြန်မယ်ကျန်တာပြောင်းလဲမရှိဘူး I don't think ဆိုရင်ငါကတော့အဲ့လိုမထင်ဘူးเนาะအဲ့လိုမျိုးအထိပ္ပယ်ပေါ့เนาะဆိုတော့ဥပမာနဲ့တွဲ I don't think he is at home तू ကတော့အိမ်မှာကျွန်တော်တော့ तू အိမ်မှာရှိမယ်လို့မထင်ဘူး I don't think လေးကိုတစ်ပိုင်းခွဲကြည့် he is at home လေးကိုတစ်ပိုင်းခွဲကြည့် he is ဆိုလို့ရှိရင် he လေးက verb subject is က verb at home မှာကြတော့နေရာပြတာပေါ့နော် he is at home ဆိုရင် तू အိမ်မှာအရှိက I don't think လေးနဲ့တွေ့လိုက်ခါကြတော့ तू အိမ်မှာရှိရလို့ကျွန်တော်မထင်ဘူးအိမ်မှာလို့ကျွန်တော်မထင်ဘူးပေါ့ okay I don't think he is at home I don't think he is at home I don't think she knows the answer ကျွန်တော်တော့ तू မအဖြေကိုသိတယ်လို့မထင်ဘူးเนาะအဖြေကိုသိတယ်ကျွန်တော် तू မအဖြေသိတယ်လို့မထင်ဘူးเนาะဒီလိုပဲပြောချင်တဲ့ပုံပေါ့เนาะ I don't think လေးကိုတစ်ပိုင်းခွဲကြည့် she knows she က subject knows ကကြတော့သိသည် verb လေး the answer ကကြတော့အဖြေso she knows the answer ဆိုရင် तू မအဖြေကိုသိတယ်အရှိက I don't think လေးနဲ့တွဲလိုက်ခါကြတော့ तू မအဖြေကိုသိတယ်လို့ကျွန်တော်မထင်ဘူး okay so I don't think she knows the answer I don't think she knows the answer I don't think we have enough time ကျွန်တော်တို့မှာအချိန်လုံလောက်တယ်လို့မထင်ဘူးဒီမှာဆိုရင် we have enough time လေးကိုခွဲကြည့်ရင် we က subject ငါတို့ have ကရှိတယ် enough time ကကြ enough ကလုံလောက်တော့ time ကအချိန်we have enough time ဆိုရင်ငါတို့မှာလုံလောက်တဲ့အချိန်ရှိတယ်
အရှိက I don't think လေးနဲ့တွေ့တော့ငါတို့မှာလုံလောက်တဲ့အချိန်ရှိတယ်လို့မထင်ဘူးကျွန်တော်မထင်ဘူး okay I don't think we have enough time okay ဆိုတော့အများကြီးပြောလို့ရတယ်ကျမတို့ I don't think I can do that ကျွန်တော်ဒါကိုလုပ်နိုင်တယ်လို့ကျွန်တော်မထင်ဘူး I don't think I can eat it ကျွန်တော်ဒါကိုစားနိုင်တယ်လို့ကျွန်တော်မထင်ဘူး I don't think she can pass the exam သူမဆောင်ဝဲအောင်နိုင်တယ်လို့ကျွန်တော်မထင်ဘူးဒီလိုမျိုးပေါ့နော်အများကြီးပြောလို့ရတယ် I don't think he can speak English သူအင်္ဂလိပ်စကားပြောနိုင်တယ်လို့ကျွန်တော်မထင်ဘူးအများကြီးပေါ့နော်ဆိုတော့ဒါလေးကဥပမာပြပြတာပါကိုယ့်ဘက်ကိုလည်းစာကြောင်းလေးတွေဖွဲ့ကြည့်ပါကဲနောက်ဆုံးဖတ်တမ်းလေးရောက်လာပြီနောက်ဆုံးဖတ်တမ်းကတော့ I used to ပြီးရင်နောက်က verb 1လေးလိုက်မယ်ပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကတော့အရင်ကလုံးလေးရှိတယ်ဆိုတဲ့ပုံစံကဲ USE use ကိုကျမတို့ကအသုံးပြုတည်လို့သိကြရပေါ့နော် I used to ဆိုရင်ကျမတို့ကအသုံးပြုခဲ့သည်လို့မပြောဘူးဒီဟာလေးကလုံးဝ special ပေါ့နော်ပြီးတော့အင်္ဂလိပ်စကားတွေမှာပဲဖြစ်ဖြစ်နေစဉ်စကားတွေမှာပဲဖြစ်ဖြစ်စကားပြောတဲ့ဟာတွေမှာပဲဖြစ်အရန်ကိုသုံးတဲ့ pattern ပေါ့ I used to အဲ့ဟာအရင်ကလုံးလေးရှိတယ်ဆိုတဲ့အဓိပ္ပာယ် okay ဥပမာပြောမယ်ဆိုရင် I used to play football every day ကျွန်တော်အရင်ကနေ့တိုင်းဘောလုံးကစားလေးရှိတယ် I used to play ဆိုလို့ရှိရင်ကျွန်တော်အရင်ကကစားလေးရှိတယ်ဆိုတဲ့ပုံစံတစ်ခါလေးဖြစ်သွားတယ် football ကဘောလုံး every day ကနေ့တိုင်းကျွန်တော်အရင်ကနေ့တိုင်းဘောလုံးကစားလေးရှိတယ်ပြောချင်တဲ့ဘောအခုကတော့မကစားတော့ဘူးဆိုတဲ့သဘောမှာအဲ့လိုမျိုးပြောတဲ့ပုံစံအရင်ကအကြောင်းကိုကပြန်ပြောပြတဲ့နေရာမှာဆိုရင်ဒီ I used to လေးနဲ့သုံးလိုက်ရင်အရန်ဒါတအား natural ကြတဲ့ပုံစံပေါ့နော်ဒါလေးကိုမဖြစ်မနေမှတ်ထားပါ so I used to play football every day ကျွန်တော်အရင်ကနေ့တိုင်းဘောလုံးကစားလေးရှိတယ် I used to drink a lot of coffee ကျွန်တော်အရင်က coffee အများကြီးတောက်လေးရှိတယ် drink ကတောက်သည် a lot of coffee က coffee အများကြီး a lot of ကအများကြီးပေါ့နော် coffee က coffee ပဲ so ဒီမှာလေးဆိုရင် drink a lot of coffee ဆိုရင် coffee အများကြီးတောက်တယ် I used to လေးနဲ့တွဲလိုက်ခါကြတော့ကျွန်တော်အရင်က coffee အများကြီးတောက်လေးရှိတယ် I used to drink a lot of coffee နောက်တစ်ခုက I used to live in Yangon ကျွန်တော်အရင်ကရန်ကုန်မှာနေခဲ့ဘူးတယ်ဒါလေးဆိုရင်တော့နေလေးရှိတယ်ဆိုတာနေခဲ့ဘူးပဲပေါ့နော်ကျွန်တော်အရင်ကလုံးလေးရှိတဲ့ကိစ္စတွေပြောဖြစ်တဲ့အတွက် I used to live in Yangon live ကနေတာ in Yangon ရန်ကုန်မှာ live in Yangon ဆိုရင်ရန်ကုန်မှာနေတယ် I used to live in Yangon ဆိုရင်ကျွန်တော်အရင်ကရန်ကုန်မှာနေခဲ့ဘူးတယ်ဒါမျိုးပေါ့နော်ဆိုတော့အများကြီးပဲဒါလည်းပြောလို့ရတယ် I used to talk to her ကျွန်တော်သူမနဲ့အရင်ကစကားပြောလေးရှိတယ်ခုတော့မပြောတော့ဘူးအရင်ကပြောတာကိုပြောတာ okay I used to think it's true အဲ့ဒါကအမှန်လို့ကျွန်တော်အရင်ကထင်ခဲ့ဘူးတယ်ဒါမျိုးပေါ့ဖူးတယ်ဆိုတဲ့ပုံစံလေးလည်းဖြစ်တယ်အရင်ကလုံးလေးရှိရဆိုတဲ့ဟာလည်းဖြစ်တယ် I used to play Mobile Legend ကျွန်တော် Mobile Legend အရင်က Mobile Legend ကစားလေးရှိတယ်ပြောချင်တဲ့တော့အခုကတော့မကစားတော့ဘူးဆိုတဲ့ပုံစံပေါ့ I used to date her ကျွန်တော်အရင်ကသူမနဲ့ချိန်တွေ့ခဲ့ဘူးတယ်အခုတော့မရှိတော့ဘူးပေါ့နော်အဲ့လိုမျိုးပုံစံပေါ့ကဲဆိုတော့ဒါ pattern အခု20ပါပဲကျမတို့ဒီနေ့ pattern အခု20တောင်လေ့လာခဲ့ရတာဖြစ်တယ်ဒါလေးတွေကတိမလို့နဲ့เนาะကျမတို့တကယ်လေးမကျင်တာကိုချမီးတာကိုဆိုလို့ရှင်စကားပြောရင်ထွက်မလာတော့ဒီ pattern အခု20တိလို့ရှင်တော်တော်များများကြီးကိုပြောလို့ရနေပြီလို့ကျမကတော့အာမခံတယ်ဒီ pattern အခု20နဲ့လဲကျမတို့ကနေ့စဉ်သုံးစကားတွေမှာတကယ်အခြေခံနေ့စဉ်သုံးစကားတွေမှာဒါတွေပဲပတ်ပြောတာဒါတွေပဲပတ်သုံးနေအောင်ဆိုတော့ဒါလေးတွေကိုကျမခုနကပြောလို့ပဲ pattern လေးတွေကိုဒီချောင်းချင်းစီရေးမယ်ပြီးရင်ကိုယ်ပိုင်စာကြောင်းเนาะ9ကျောင်းကနေ10ကျောင်းလောက်ကိုထရေးကြည့်ပါရေးမြမြရေးနိုင်လေကောင်းလေပြီးရင်အဲ့ဒါရေးလိုက်တော့မှကွာကိုကအဲ့ဒါကိုငါဒီလိုပြောလို့ရပါလားဆိုပြီးတော့အုံနောက်ကလေတခါတည်းအော်တိုဖြစ်သွားတာတိလားခေါင်းထဲမှာဒီတိုင်းပဲတွေးယုံနေတော့ထုတ်မပြောကြည့်ပဲချမရေးကြည့်ပဲနဲ့ကျမတို့ကစကလုံးတွေဆိုတာထွက်မလာဘူးပေါ့နော်အဲ့တော့ကိုကဖြစ်ချင်တယ်ဆိုလို့ရှိရင်ဒါလေးကိုတော့အားထုတ်ရမယ်ဒါမဲ့ဒီဟာလေးတွေကလည်းတကယ်အကျိုးရှိမယ်လို့အာမခံတယ်ပေါ့နော်စကားပြောတဲ့နေရာမှာဆိုဒါလေးတွေကိုကိုပိုင်စာကြောင်းတွေဖွဲ့ကြည့်ပါကိုဘောက်ကိုပို့ပြီးတော့အသားကျလာအောင်ကိုနဲ့တသားတည်းဖြစ်လာအောင်လေ့ကျင့်ကြည့်ပါလို့တိုက်တွန်းချင်ပါတယ်ဒါဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုလေးကိုကြိုက်တယ်ဆိုရင်လည်းထုံစံတိုင်းပဲ like comment subscribe share လုပ်ပေးခဲ့ဖို့လုံးဝမမေ့ပါနဲ့ကိုလိုပဲတခြားလိုအပ်နေတဲ့လူတွေကိုလည်း share ပေးပါဆိုတော့ဒီလောက်ပါပဲအကုန်လုံးလည်းအကျိုးရှိမယ်လို့ယုံကြည်ပါတယ်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုမှာနောက်ထပ်ပြန်ပြီးတော့တွေ့ကြမယ်အကုန်လုံးပဲတတား